ဇလန်အစမှာတော့ကျွန်တော်တို့ဟာကမ္ဘာအနေရဲ့ရှိဆုံးနေရာတစ်ခုဖြစ်တဲ့ပင်လယ်ရေမျက်နှာပြင်အထက်8600စင်တီမီတာမြင့်တဲ့နှစ်တောင်ရဲ့အရှိတ်နေရန်ကြီးစီကိုရောက်ရှိသွားပါတယ်ဒီနေရာဟာလူပေါင်းများစွာရဲ့အသက်ကိုနှုတ်ယူထားပြီးဖြစ်တဲ့အပြင်ဒေါင်းလိုက်မတ်ဆောက်လွန်းလို့နှလုံးသားမဲ့တောင်ကြီးလူတောင်တင်စားခေါ်ဝေါ်ကြတဲ့နေရာတစ်ခုပါလူသားတွေတစ်ခါမှမနှင်းမှုသေးတဲ့ရေခဲနေရန်ကြီးတစ်ခုလည်းဖြစ်ပါတယ်နောက်ခံအတန်ကျွတ်ရေခဲပစိန်နဲ့ပေါက်လိုက်တဲ့အတန်အဲ့ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ရေခဲနေရန်ကြီးပေါ်မှာကောင်လေးတစ်ယောက်ဟာအသက်အန္တရာယ်ကိုဂရုမစိုက်ပဲအပေါ်ကိုတလန်းချင်းစီခက်ခဲတလန်းနေပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ရဲ့စိတ်ကူးထဲကနေဖြစ်စေတစုံတစ်ယောက်ကပဲလှမ်းမေးလိုက်တာဖြစ်စေနှလုံးသားထဲကနေစကားတန်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်မင်းဘယ်ကိုသွားနေတာလဲဇလန်းကိုဆက်ကြည့်လိုက်ကြရအောင်ဗျာကင်မရာအလှည့်မှာတော့ cherry band တွေဝေးစားနေတဲ့ခါနာဂါဝါခရိုင်ရိုကိုဆူကမြောက်ပိုင်းထက်တန်းကျောင်းကြီးကိုပြသထားပါတယ်ကျောင်းအုပ်ကြီးဒါမှမဟုတ်ဆရာကြီးဖြစ်ပုံရတဲ့လူကြီးတစ်ယောက်ဟာကျောင်းပြောင်းလာတဲ့ကောင်လေးတစ်ယောက်ကိုခေါ်ပြီးကျောင်းဝင်းထဲကိုရှောက်လာနေပါတယ်ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီကောင်လေးဟာတာမန်ကျောင်းသားတွေစီးတဲ့ဖက်နှက်မျိုးမဟုတ်ပဲဂျပန်ရိုးရာတစ်သားညက်ဖက်နှက်ကဲတဲ့ကိုစီးထားတာပါကျောင်းအုပ်ကြီးကသူ့ကိုကြည့်ပြီးစကားဆပြောလာပါတယ်မင်းအရင်ကျောင်းတုန်းကကျောင်းပြင်ပလှုပ်ရှားမှု club တွေဘာတွေရောလုပ်ခဲ့သေးလားဒါပေမဲ့ကောင်လေးစီကဘာအတမ်းမှထွက်မလာခဲ့ပါဘူးသူဟာဘာစကားမှမပြောဘဲတိတ်ဆိတ်စွာနဲ့ပဲကျောင်းစင်ကြံလန်းအတိုင်းဆရာကြီးရဲ့နောက်ကနေလိုက်လာခဲ့ပါတယ်သူတို့နှစ်ယောက်ကျောင်းစင်ကြံတလျှောက်လာရင်းနဲ့ဆရာကြီးကသူ့ကိုဆက်ပြီးသတိပေးစကားပြောနေရှာပါတယ်မင်းဒီနှစ်တက္ကသိုလ်ဝင်ခွင့်စာမှုပွဲဖြေရတော့မယ်မဟုတ်လားဒီနှစ်တော့မင်းတကယ်စူးစမ်းမှဖြစ်မယ်နော်ပြီးတော့ဆရာကြီးကလှည့်ကြည့်ရင်းနဲ့စိုးရိမ်တကြီးထပ်မေးလိုက်ပါသေးတယ်ဒါနဲ့မင်းအနာဂတ်အတွက်ဘာလုပ်မယ်ဆိုတာရောဆုံးဖြတ်ပြီးပြီလားဒါပေမဲ့လည်းအဲ့ဒီကောင်လေးဟာဘာအဖြေမှပြန်မပေးခဲ့ပါဘူးဆရာကြီးရဲ့စကားတွေကိုရေငုံနှုတ်ပိတ်လုပ်ထားတဲ့အဲ့ဒီကောင်လေးရဲ့နာမည်ကမိုရီတဲ့ပြဆရာကြီးကကျောင်းဝင်းထဲကနေအတန်းစီလျှောက်လာရင်မိုရီကွန်းမင်းကပြောတာကြားရဲ့လားလို့စိတ်မရှိသလိုထပ်မေးနေရှာပါတယ်တစ်ဖက်မှာတော့သူတို့သွားနေတဲ့အသက်မွေးဝမ်းကြောင်းအတန်း3တထဲမှာကျောင်းသားတွေစူးညံပွဲလော်ရိုက်နေကြပါတယ်အတန်းထဲကကောင်လေးတစ်ယောက်ဟာသူ့ရဲ့လက်ချောင်းတံမှာမှုကိုတငယ်ချင်းတွေရှိမှဟာငါရဲ့စွမ်းအားပြင်းတဲ့စုပ်ကင်အား super grab ကိုမြင်ကြလားဆိုပြီးကြွားလုံးထုတ်လို့ကောင်းနေတော့မှပဲတငယ်ချင်းဖြစ်သူကတော့တော်ဆန်းပါကွာမင်းမနဲ့ကလေးကဒါပဲလုပ်နေတာဘလောက်တောင်ရှိသွားပြီလဲလို့ညှဉ်းညူနေပြီးအနာကမိန်းကလေးတွေကလည်းယောက်ျားလေးတွေတိတ်နေပေးကြပါဦးလို့အော်ဟစ်နေကြပါတယ်နောက်ခံအတန်းဂျိန်းတကားဖွင့်လိုက်တန်းအဲ့ဒီအချိန်မှာပဲအတန်းပိုင်ဆရာကြီးဝင်လာပြီးအတန်းတို့အစည်းအဝေးစတော့မယ်အမြန်သွားထိုင်ကြတော့လို့အော်လိုက်တာကြောင့်တတန်းလုံးငင်းကျသွားပြီးနေရာအသီးသီးပြန်ထိုင်လိုက်ကြရပါတယ်အဲ့ဒီလက်တန်းတဲ့ကောင်လေးကတော့နေရာမှာထိုင်ရင်းနောက်တစ်ခါနားတဲ့အချိန်ကျရင်ငားရဲ့လက်ချောင်းတွေကိုကိုတမအောင်ထက်လို့ဦးမယ်လို့ကျင်းဝနေတော့ဘေးကတငယ်ချင်းကမင်းအဲ့ဒီအပိုအင်အားတွေကိုတောင်တက်တဲ့နေရာမှာပဲသွားသုံးဆန်းပါကွာလို့ခနဲ့လိုက်ပါသေးတယ်ဆရာကြီးကစင်မြင့်ပေါ်ကနေအတန်းထဲကိုကြည့်ပြီးစကားဆက်လိုက်ပါတယ်ဒီနေ့ငါတို့အတန်းကိုအဖွဲ့ဝင်အသစ်တယောက်ပြောင်းလာတယ်အတန်းထဲကအကြောင်းသားတွေအန်အော်တကြီးဖြစ်သွားတဲ့အချိန်မှာပဲဆရာကြီးကတကားဝတ်စီကိုလှည့်ကြည့်ပြီးလှမ်းခေါ်လိုက်ပါတယ်ကဲအထဲကိုဝင်ခဲ့ပါဆရာကြီးရဲ့ခေါ်တန်းနဲ့အတူတဒန်းလုံးကကျောင်းသားတွေရဲ့အကြည့်တွေကတကားဝတ်စီကိုစုပြုံရောက်ရှိသွားကြပါတယ်နောက်ခံအတန်းတိတ်ဆိတ်သွားတဲ့အခန်းပြင်စင်တဲ့ခြေလန်းတန်းပထမဆုံးကင်မရာအလှည့်မှာပြသလိုက်တာကတော့သူကျောင်းထဲကိုဝင်လာတော့ကစီးလာတဲ့တစ်သားညက်ဖက်နဲ့ကေတာကိုကျောင်းဝင်မှာချွတ်ထားခဲ့ပြီးအခုတော့တာမန်ကျောင်းတွင်းစီအဖြူရောင်ပိတ်ဖက်နဲ့ရိုးဘက်ကေကိုပြောင်းလဲစီးနှင်းထားတဲ့သူ့ရဲ့ခြေလန်းတွေပါပဲသူခြေလန်းနဲ့ငယ်လှမ်းပြီးကြောက်တင်ပုံရှိကိုရောက်လာတဲ့အချိန်မှာတော့တဒန်းလုံးအန်အောမင်တက်သွားကြပါတယ်အနက်ရောင်ကျောင်းဝတ်စုံကိုတက်ရဲဝတ်ဆင်ထားပြီးမျက်လုံးအိမ်တွေထဲမှာလှုပ်ဝက်ချက်တွေအပြည့်နဲ့တည်ငြိမ်အေးဆက်လုံးနဲ့ကောင်းလေးတယောက်သူဟာအတန်းထဲကကျောင်းသားတွေကိုတစ်ချက်ဝေးကြည့်လိုက်ပြီးတိုးညင်းပြတ်သားတဲ့လေတံနဲ့သူ့ကိုယ်သူမိတ်ဆက်လိုက်ပါတယ်ကျွန်တော်နာမည်မိုရီဘွန်နာယိုပါကင်မရာကသူ့ရဲ့မျက်နှာကိုအနီးကပ် close up ဆွဲပြလိုက်တဲ့အခါမှာတော့အလဲလက်ရွယ်စားရှိတဲ့သပင်အနက်ရောင်တွေကြားကနေထွက်ပေါ်လာတဲ့သူ့ရဲ့အမူအရာဟာပတ်ဝန်းကျင်နဲ့လုံးဝကင်းကွာနေတယ်လို့တခြားသူတွေနဲ့မတူပဲအထီးကျန်ဆန်ပြီးထူးခြားတဲ့ဆွဲဆောင်မှုတစ်ခုရှိနေတာကိုတွေ့လိုက်ရပါတယ်။မိုရီပွန်တာယိုရဲ့တည်ငြိမ်လို့နဲ့မိတ်ဆက်မှုကြောင့်တခန်းလုံးတိတ်ဆိတ်သွားပြီးနောက်အတန်းထဲကမိန်းကလေးတွေကြားထဲမှာတော့တိုးနဲ့ရုပ်တဲဖြစ်ကုန်ကြပါတယ်ဗျာ။ဘေးနားကမိန်းကလေးတစ်ယောက်ကဟေးယူမီအဲ့ဒီကောင်လေးကြည့်ရတာတကယ်ကိုအန်ရရှိမဲ့ပုံမဲတော်လို့သတိပေးတယ်လို့ပြောလိုက်ပေမဲ့ယူမီကတော့သူ့ကိုစိုက်ကြည့်ရင်ဒါပေမဲ့သူကငါကြိုက်တဲ့ပုံစံမျိုးပဲလို့မျက်လုံးလေးတွေတောက်ပြီးပြန်ပြောနေရှာပါတယ်တစ်ဖက်မှာလည်းယောက်ျားလေးတွေကမြန်လောက်ပါဦးဗျာကိုတေချာမိတ်ဆက်ပေးဦးလေးလို့လှမ်းអော်ပြီးစနောက်နေကြပါတယ်ဆရာကြီးကလည်းမိုရီပါဆက်ပြောမလဲဆိုပြီးမိုရီကွန်းဟေးလို့သတိပေးလိုက်တဲ့အခါမှာတော့မိုရီကအတန်းထဲကိုအေးဆက်ဆက်အကြည့်တစ်ချက်နဲ့ပဲအထူးတလဲပြောစရာတော့မရှိပါဘူးလို့ခက်ပြက်ပဲတုတ်ပြန်လိုက်ပါတယ်သူ့ရဲ့ထူဆန်းပြီးလှုပ်ဝက်ဆန်းကျယ်လုံးနဲ့အပြုမူကြောင့်အတန်းထဲကကျောင်းသားတွေအားလုံးဟင်းဘာကြီးလဲဟဲ့ဆိုပြီးအံ့ဩကုန်ကြသလိုဒီကောင်ပါလဲဟဲ့လို့စိတ်ထဲကနေမတင်မကျဖြစ်သွားကြပါတယ်ဆရာကြီးလည်းအခြေအနေကိုကြည့်ပြီးမျက်နှာပြက်နဲ့
ဟုတ်ပြီအဲ့ဒါဆိုလဲရပါပြီလို့ဝင်ထိန်လိုက်ရပြီထိုင်ကုန်ကတော့ဆိုပြီးလွတ်တဲ့ခုံကိုလိုက်ရှာပါတော့တယ်ပြီးတော့ဆရာကြီးကအတန်းနောက်နာကခုံလွတ်တစ်ခုကိုလက်ညှိုးထိုးပြပြီးဟိုးဘက်ကယာမာမိုတိုရဲ့အရှိကုံမှာသွားထိုင်လိုက်ပါကင်မရာအလှည့်မှာပြသလိုက်တာကတော့ဆရာကြီးညွှန်ပြတဲ့ယာမာမိုတိုဆိုတဲ့သူကခုနကတင်မဲ့လက်ချောင်းဆွမ်းအားတွေကြွားပြီးတောင်တက်တဲ့အကြောင်းအပြောခံထားရတဲ့အတန်းတွေကလက်တန်တဲ့ကောင်လေးဖြစ်နေတာပါပဲဗျာမိုရီတယောက်ဆရာကြီးညွှန်ပြတဲ့နေရာကိုရှောက်သွားပြီးထိုင်လိုက်ပါတယ်သူ့နောက်ခုံကမီယာမိုတိုခုနကအတန်းထဲမှာလက်တန်ချောင်းကြွားနေတဲ့ကောင်လေးကယူတွေ့ရတာဝမ်းသာပါတယ်ကွာဆိုပြီးခက်ချီချီပဲလှမ်းနှုတ်ဆက်လိုက်ပြီးမယ်မိုရီကတော့လက်တောင်မကြည့်ပါဘူးသူဟာခုံမှာထိုင်ချင်းပဲစာပွဲပေါ်ခေါင်းပေါက်ပြီးအိပ်ပစ်လိုက်ပါတော့တယ်နောက်ခံအတန်ညစ်တန်ပြုတ်ကျောင်းသားတည့်ရဲ့လစ်လူရှုမှုကိုခံလိုက်ရတဲ့မီယာမိုတိုတယောက်ဒေါသကဝုန်းကနေထွက်သွားပြီးလက်ထဲကအားကစားပစ္စည်းကိုမကြေမနက်နဲ့အာပြင်းပြင်းညှစ်နေပါတော့တယ်ငါ့ကိုလစ်လူရှုတယ်ပေါ့ဟုတ်လားဆိုပြီးစိတ်ထဲကနေလဲကျင်းဝါနေတာပေါ့ဒီအခြေအနေကိုဘေးကနေစောင့်ကြည့်နေတဲ့ကျောင်းသားတွေကလည်းဟစ်ကြည့်စမ်းမီယာမိုတိုစတော့မဲ့အခြေအနေကချက်ချင်းကြီးဆိုးရွားသွားပြီးဟေ့ဆိုပြီးတိုးနဲ့ဝိုင်းရပြီးအကဲခတ်နေကြပါတယ်နောက်ခံအတန်ဖြက်ခနဲ့လှုပ်ရှားလိုက်တဲ့အဲ့ဒီအချိန်မှာပဲမီယာမိုတိုဟာလက်ခုံကြောကြီးတွေထောင်ထွက်လာတဲ့အထိသူ့ရဲ့စွမ်းအားပြင်းလက်ချောင်းတွေနဲ့မိုရီရဲ့ပခုံးကိုနောက်ကနေလှမ်းပြီးအားကုန်ဆွဲညှစ်ပစ်လိုက်ပါတော့တယ်ပခုံးညှစ်ကွက် pinch grab ရုတ်တရက်အပြင်းထန်တာကျင်သွားတဲ့မိုရီတယောက်လက်ဖြတ်ပြီးမျက်လုံးတွေပြူးသွားရပါတယ်မီယာမိုတိုကတော့မကောင်းဆိုးဝါးအပြုံးကြီးနဲ့သူ့မျက်နှာနာအထိတိုးကပ်လာပြီးခနဲ့တဲ့လေတံနဲ့ပြောလိုက်ပါတယ်ဟင်းမင်းကြီးရတာအိတ်ချင်နေတဲ့ပုံပဲအခုရောနိုးသွားပြီလားမီယာမိုတိုရဲ့ပြင်းထန်တဲ့ပခုံးညှစ်ကွက် pinch grab အောက်မှာမိုရီတယောက်တုံ့လောက်သွားလိမ့်မယ်လို့အားလုံးကထင်ထားခဲ့ကြတာပါဒါပေမဲ့ကင်မရာအနီးကပ်ဆွဲပြလိုက်တဲ့အခါမှာတော့မိုရီရဲ့မျက်နှာဟာနာကျင်မှုထက်စာရင်အေးဆက်ဆက်နဲ့ဒေါသထွက်လူနီးပါဖြစ်နေတဲ့အကြည့်တွေနဲ့ပြင်းနေနေတာကိုတွေ့လိုက်ရပါတယ်သူဟာမီယာမိုတိုရဲ့တန်မာလာပါတယ်ဆိုတဲ့လက်ချောင်းကြီးတွေကိုသူ့ရဲ့လက်နဲ့အားပြင်းပြင်းပြန်လဲဆုပ်ကင်ပြီးဖယ်ရှားပစ်လိုက်ပါတယ်သူ့ရဲ့နှက်ခမ်းပြားကနေလည်းတိုးညှင်းပစ်သားတဲ့စကားတစ်ခုထွက်ပေါ်လာခဲ့ပါတယ်စိတ်ရှုပ်ဆရာကြီးနောက်ခံအတန်ဆရာကြီးအော်ဟစ်လိုက်တဲ့သူတို့နှစ်ယောက်ကြားထဲမှာတင်းမာမှုတွေအထုပ်ထိပ်ရောက်နေတဲ့အချိန်မှာပဲစင်မြင့်ဘော်ကဆရာကြီးကဟေ့မင်းတို့နှစ်ယောက်ဘာလုပ်နေကြတာလဲလို့လမ်းအော်ပြီးတားလိုက်ရပါတယ်ဆရာကြီးရဲ့အော်တန်ကြောင့်မီယာမိုတိုလည်းအမြန်ပဲလက်ကိုပြန်ရုပ်လိုက်ပြီးမိုရီကိုအန်အောတုံလို့စွာနဲ့စိုက်ကြည့်နေမိပါတော့တယ်ပါဘာလဲဟာဒီကောင်ကလို့စိတ်ထဲကနေရေရွရင်းမိုရီရဲ့မမျောလင်းထားတဲ့တုတ်ပြန်မှုနဲ့ခွန်အားကြောင့်သူတကယ်ပဲလန့်သွားခဲ့တာပါတစ်ဖက်မှာတော့မိုရီကဘာမှမဖြစ်ခဲ့သလိုမျိုးစပွဲပေါ်ခေါင်းပြန်မှောက်ပြီးအိပ်ပစ်လိုက်ပြန်ပါတယ်နောက်ခံအတန်မြင်ကွင်းအပြောင်းဆရာနားနေခန်းတွေကစူညံတံများဇလန်းရဲ့ကင်မရာအလဲကတော့ကျောင်းခန်းထဲကနေဆရာရီနားနေတဲ့ဆရာရုံးခန်းစီကိုရောက်ရှိသွားပါတယ်ကျောင်းသားတစ်ကိုခေါ်လာခဲ့တဲ့အတန်းပိုင်ဆရာကြီးအီရှိဒါဆရာကြီးဟာစပွဲမှာဝင်ထိုင်လိုက်ရင်းနဲ့ပင်ပန်းနွမ်းနေစွာနဲ့ညီးတွားနေရှာပါတယ်ငါတော့လက်လျှော့လိုက်ပြီတကယ်ကိုထူးထူးဆန်းဆန်းကောင်လေးတယောက်ငါးစီရောက်လာတာပဲဘေးနားကဆရာတယောက်ကလည်းဘာဖြစ်လို့လဲဆရာကြီးအီရှိဒါဆိုပြီးစိတ်ဝင်စားနဲ့လှမ်းမေးနေပါတယ်သူကကလေးဆိုးလေးမလို့လားလို့မေးလိုက်ပါတယ်ဆရာကြီးအီရှိဒါကမျက်မှန်ကိုပင့်တင်ရင်ခေါင်းခါပြလိုက်ပြီးမဟုတ်ဘူးဒီနေ့ကစပြီးငါအတန်းကိုပြောင်းလာတဲ့ចောင်းသားတစ်မိုရီဘွန်နာယိုးကတကယ်တော့ပြဿနာကောင်းပဲသူကသူ့ကိုယ်သူအခွန်တစ်ခုထဲမှာပိတ်လောင်ထားပြီးတခြားသူတွေကိုညှင်းပယ်နေတဲ့ပုံစံမျိုးဘလို့မှဆက်သွယ်လို့မရတဲ့လူတစ်ယောက်လိုပဲသူကတက်ပြင်းတစ်ချက်ချရင်ဘေးကဆရာကိုအလေးနဲ့တတိပေးစကားဆက်ပြောရှာပါတယ်နောက်တစ်ချိန်ကမင်းရဲ့အင်္ဂလိပ်စာအချိန်မလားဆရာအိုနီရှိအဲ့ဒီလိုလူမျိုးတွေစိတ်ပေါက်ကွဲသွားတဲ့အခါဘာတွေလုပ်မလဲဆိုတာဘယ်သူမှမသိနိုင်ဘူးဒါကြောင့်တကယ်ကိုတတိထားဖို့ငါတောင်းဆိုချင်တယ်ဆရာအိုနီရှိလည်းအခြေအနေကိုနားလည်သွားပြီးဟုတ်ကဲ့ပါဆရာကြီးလို့စိုးရိမ်တကြီးပြန်ဖြေလိုက်ပါတော့တယ်နောက်ခံအတန်ကွန်းကျောင်းတက်ခေါင်းလောင်းတန်အဲ့ဒီအချိန်မှာပဲကျောင်းတက်ခေါင်းလောင်းတန်ထွက်ပေါ်လာတာကြောင့်စင်ကြံလမ်းပေါ်ကမိန်းကလေးတွေဟာခေါင်းလောင်းတီးပြီးမြန်သွားရအောင်ဆိုပြီးအတန်းထဲကိုအလူရက်ပြေးဝင်နေကြပါတယ်ဒါပေမဲ့ပြေးလွှားနေတဲ့ကျောင်းသားတွေကြားထဲမှာကျောင်းသားတစ်မိုရီဘွန်ဒါရိုးကတော့လူအုပ်ကြီးနဲ့စန့်ကျင်ဘက်လေကားထစ်တွေတိုင်းအပေါ်ထက်စီကိုတလန်းချင်းစီတိတ်ဆိတ်စွာနဲ့တက်လန်းသွားနေပါတယ်ကျောင်းသားအချို့ကသူ့ကိုကြည့်ပြီးဟင်းဟိုတယောက်ကကျောင်းသားတစ်မလားလို့သတိထားမိသွားကြတယ်လို့အတန်းထဲကယူမီကလည်းလေကားပေါ်တက်သွားတဲ့သူ့ရဲ့ကြောပြင်ကြီးကိုစိတ်ဝင်စားနဲ့မော့ကြည့်နေမိရှာပါတယ်ခေါင်းလောင်းတန်တီးပြီးလို့ကျောင်းသားအားလုံးအတန်းထဲပြေးဝင်နေချိန်မှာယူမီကတော့လေကားပေါ်တက်သွားတဲ့မိုရီကိုလှမ်းអော်ပြီးသတိပေးဖို့ကြိုးစားပါသေးတယ်မိုရီကွန်အတန်းကဒီဘက်မှာလေအတန်းစတော့မယ်ဒါပေမဲ့မိုရီကတော့သူ့စကားကိုမကြားချင်အောင်ဆောင်ပြီးလေကားထစ်တွေအတိုင်းအပေါ်ကိုဆက်တက်သွားပြီးတကားတစ်ခုကိုဖွင့်ဝင်သွားပါတော့တယ်နောက်ခံအတန်းတကားပိတ်တံဖတ်ခံတယ်တငယ်ချင်းဖြစ်သူကယူမီကိုဟေးယူမီရပါတယ်ကွာသူသွားပါစေလားငါတို့သွားရအောင်ဆိုပြီးအတင်းဆွဲခေါ်သွားလို့ယူမီလည်းစိုးရိမ်ကြီးနဲ့ပဲအတန်းထဲကိုလိုက်သွားရပါတော့တယ်နောက်ခံအတန်းမြင်ကွင်းအပြောင်းအတန်းသုံးတစ်ထဲကတိတ်ဆိတ်မှုအတန်းထဲမှာတော့
အင်္ဂလိပ်စာဆရာအိုနီရှီဟာခုနကဆရာရုံးခန်းမှာသတိပေးခံထားရတဲ့ဆရာခေါ်ယူရမယ့်စည်ရင်းကိုကင်ပြီးကျောင်းသားတွေကိုလိုက်ကြည့်နေပါတယ်သူ့မျက်နှာမှာစိုးရိမ်စိတ်တွေအပြည့်နဲ့ပေါ့သူကမိုရီဖွန်နာယိုလို့နာမည်ခေါ်ကြည့်ပေမဲ့မိုရီရဲ့ထိုင်ကုန်ကတော့အလွတ်ကြီးဖြစ်နေပါတယ်ဆရာအိုနီရှီကဟင်းသူဒီမှာမရှိဘူးလားလို့အန်အော်ကြီးနဲ့စည်ရင်းစာအုပ်ကိုကြည့်ပြီးရေးရွတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာနောက်ခုံကမီယာမိုတိုကခုနကမိုရီရဲ့ပခုံးကိုညှစ်ခဲ့တဲ့ကောင်လေးခက်ချီပုံစံနဲ့ပဲလှမ်းပြောလိုက်ပါတယ်အဲ့ဒီကောင်ပြန်မလာတော့ဘူးဆိုတာခမရအသေးချာလောင်းကြီးထက်လို့ရတယ်ဆရာအိုနီရှီကအဆိုပြီးလန့်သွားတဲ့အချိန်မှာပဲယူမီကဝင်ပြောလိုက်ပါတယ်ဟုတ်တယ်ဆရာကျမတို့ခုနတင်ပဲသူ့ကိုခေါင်းမိုးထက်ကိုတက်သွားတဲ့လှေကားပေါ်မှာတွေ့ခဲ့တာဆရာအိုနီရှီလဲယူမီတို့တိုးလေးရေရွရင်သူကကြောင်းပြောင်းလာတာခုတင်ပဲရှိသေးတာကိုအခုတင်ပဲကြောင်းပြေးဖို့စူးစမ်းနေတာလားဆိုပြီးစိတ်ပြက်လက်ပြက်နဲ့တွေးနေမိပါတော့တယ်အခုမှပထမဆုံးအချိန်ပဲရှိသေးတာလားဆိုပြီးမိုရီတယောက်ခေါမိုးထက်ရဲ့နေရန်ကိုမြည်ရင်စိတ်ပြက်လက်ပြက်နဲ့ရေရွနေတော့မှပဲသူဟာတောက်လို့ခတ်တိုးလေးဆဲရေးလိုက်ပြီးခေါမိုးထက်ရဲ့စကားကွက်တန်စကားနဲ့ရန်နာမှာတွားပြီးထိုင်ချလိုက်ပါတယ်နောက်ခံအတန်တိတ်ဆိတ်နေတဲ့လေတူးနဲ့ရုတ်တရက်ထွက်ပေါ်လာတဲ့အတန်ခေါမိုးထက်ရဲ့ကျေပြောလာတဲ့မြင်ကွင်းထဲမှာမိုရီတယောက်တည်းအထီးကျန်စွာထိုင်နေတဲ့အချိန်ဘာကူမှသတိမထားမိပဲတန်စကားဘက်ကိုမျက်နှာမူထားတော့မှာပဲနောက်ခံအတန်ဝုန်းကနဲ့လက်ဖြတ်သွားစေမဲ့အော်တန်ကြီးအဲ့ဒီအချိန်မှာပဲတန်စကားရဲ့အပြင်ဘက်ခေါမိုးထက်ရဲ့အပြင်ဘက်နေရန်ကနေပြီးလူတယောက်ဟာတန်စကားကိုလက်နှစ်ဖက်နဲ့အပြင်းပြင်းစုပ်ကင်ပြီးရုတ်တရက်ဝုန်းကနဲ့ထွက်ပေါ်လာပါတော့တယ်ဂျူးဘဲထွက်ပေါ်လာတဲ့သူကတော့တခြားသူမဟုတ်ပါဘူးမိုရီကိုပညာပေးဖို့အကွက်ဆင်ပြီးအတန်းထဲကထွက်လာတဲ့မီယာမိုလိုပဲဖြစ်နေပါတယ်သူဟာခေါမိုးထက်ရဲ့အပြင်ဘက်နေရန်ဆောင်ကနေပြီးမိုရီကိုလန့်သွားအောင်မျက်လုံးကြီးတွေပြူပါဆက်ကြီးဖြစ်ပြီးမကောင်းဆိုးဝါးတကောင်လိုရုတ်တရက်ပေါ်လာတာပါဗျာရုတ်တရက်မျောလင့်မထားတဲ့နေရာကနေဝုန်းကနေပေါ်လာတဲ့မီယာမိုတိုကြောင့်တည်ငြိမ်လာပါတယ်ဆိုတဲ့မိုရီတယောက်လည်းမျက်လုံးအင်ကြီးပြူထွက်သွားပြီးလန့်ဖြတ်သွားရပါတော့တယ်တန်စကားအပြင်ဘက်ကနေရုတ်တရက်ဝုန်းကနေထွက်ပေါ်လာတဲ့မီယာမိုတိုကြောင့်မိုရီတယောက်တကယ်ကိုလန့်ဖြတ်သွားပြီးဝါဆိုပြီးနောက်ကိုလဲကျမတက်ဆုပ်လိုက်ရပါတယ်အဲ့ဒီလိုလန့်သွားတဲ့မိုရီရဲ့မျက်နှာကိုကြည့်ပြီးမီယာမိုတိုဟာအားရပါရနဲ့လောင်ရဲပါတော့တယ်ဗျာဟာမင်းမျက်နှာကြီးကဘာကြီးလဲဟာမင်းမတ်တက်တောင်မရက်နိုင်တော့ဘူးမလားဒါပေမဲ့ခဏအကြာမှာတော့မိုရီတယောက်အခြေအနေကိုသတိပြုမိသွားပြီးဆိုတဲ့မျက်လုံးစုံနဲ့ပြန်လည်တည်ငြိမ်သွားပါတယ်ကင်မရာအလှည့်မှာပြသလိုက်တာကတော့မီယာမိုတိုဟာအသက်ဘေးနဲ့ရင်းပြီးဒီအတိုင်းတွေ့တက်လာတာမဟုတ်ပဲသူ့ရဲ့ခါမှာတောင်တက်ကျိုး harness ကိုတေချာချီနှောင်ထားတာပါပဲမီယာမိုတိုကအပေါ်ကိုလှမ်းကြည့်ပြီးခက်အေးအေးပဲလှမ်းအော်ပြောလိုက်ပါတယ် okay ရှော့ပေးလို့ရပြီဖူးဖူးချန်တော့ပြီပြီးတော့သူကစိတ်ထဲကနေအောင်မြင်သွားပြီဆိုပြီးကျင်းနေပီတိဖြစ်နေတာပေါ့ဟုတ်ပါတယ်ဗျာအပေါ်ထက်ခေါမိုးပေါ်ကနေပြီးသူ့ရဲ့တငယ်ချင်းဖူးဖူးချန်ကကျိုးကိုတေချာထိန်းကန်ပေးထားပြီးမီယာမိုတိုကိုအောက်ကိုတွဲလောင်းချပေးထားတာပါဖူးဖူးချန်ကလည်းအပေါ်ကနေဟာနဲ့သဘောကျလို့ကောင်းနေတော့မှာပဲဒါပေမဲ့အဲ့ဒီအချိန်မှာမိုရီကတော့တန်စကားကိုကင်ပြီးအောက်ခြေကိုငုံကြည့်လိုက်ပါတယ်ကျောင်းဆောင်ကြီးရဲ့မြင်မလာတဲ့အမြင်နဲ့မတ်ဆောက်တဲ့နေရန်ကြီးကင်မရာကမိုရီရဲ့မျက်နှာကိုအနီးကပ်ဆွဲပြလိုက်တဲ့အခါမှာတော့သူ့ရဲ့မျက်လုံးတွေဟာခုနကလိုထိတ်လန့်မှုမျိုးမဟုတ်ပဲထူးဆန်းတဲ့အာယုံစိုက်မှုတစ်ခုရင်ခုန်တန်တစ်ခုခုနဲ့အတူပြောင်းလဲသွားတာကိုတွေးလိုက်ရပါတယ်တန်စကားအပြင်ဘက်ကနေကုန်းတက်လာတဲ့မီယာမိုတိုဟာခေါင်းမိုးပေါ်ကိုခြေချလိုက်ပြီးသူ့ရဲ့လက်ကကြိုးတွေကိုဖြုတ်ရင်းခက်အေးအေးပဲမိတ်ဆက်လိုက်ပါတယ်ယိုကြောင်းပြောင်းလာတာခုတင်ပဲရှိသေးတယ်အတန်းပြေးဖို့ကြတော့စောလာချီလာသူကမိုရီကိုလှောင်ပြုံးပြီးရန်စားတဲ့စကားတွေဆက်ပြောနေပြန်ပါတယ်ဗျာမင်းရဲ့အရင်ကြောင်းကတကယ်ကိုအမိုက်လိုကြောင်းမလို့လားဒါမှမဟုတ်မင်းကိုကြည့်ရတာဘလို့ပဲကြည့်ကြောင်းပြေးဒါမှမဟုတ်အိမ်ရောက်နေတဲ့ကောင်ရှူဒင်နဲ့တူနေလို့လားသူ့ရဲ့စောင်းမြောင်းပြောဆိုမှုတွေကိုမိုရီကတော့အေးဆက်ဆက်မျက်လုံးတွေနဲ့ပဲစိုက်ကြည့်ပြီးခက်ပြက်ပဲတုံ့ပြန်လိုက်ပါတယ်မင်းစိတ်ရှုပ်ဖို့ကောင်းတယ်ဒီစကားကြောင့်မီယာမိုတိုလည်းအကျော်ခံမရပဲမင်းကမှစိတ်ရှုပ်ဖို့ကောင်းတာပါမင်းကလူတွေရဲ့အာယုံစိုက်မှုကိုတကယ်လိုချင်နေတာမလားအဲ့ဒီလိုမှုန်မိုင်းနေတဲ့မျက်နှာကြီးဖြစ်အောင်တမင်တကာတရုပ်ဆောင်နေတာမလားဆိုပြီးမိုရီရဲ့အနားကိုတိုးကပ်လာပါတယ်နောက်ခံအတန်ဖြက်ခနဲလှုပ်ရှားလိုက်တဲ့ရုံရင်းဆန်ခတ်ဖြစ်တဲ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဘယ်သူမှမမျှော်လင့်ထားတဲ့အရာကိုမိုရီကလှုပ်ဆောင်လိုက်ပါတော့တယ်ဗျာသူဟာမီယာမိုတိုကိုတွန်းဖယ်ပြီးခေါမိုးထက်ရဲ့တန်စကားတားအစီစီကိုဓာတ်ရိုက်လျှောက်သွားပါတော့တယ်မီယာမိုတိုကဟေးနေဦးလေလို့လှမ်းអော်ပြီးသူ့ပခုံးကိုလှမ်းဆွဲထားပေမဲ့မိုရီကတော့ထဲဆန်းတို့ပြီးမီယာမိုတိုရဲ့လက်ကိုအပြင်းပြင်းနဲ့ဖယ်ချပစ်လိုက်ပါတယ်မီယာမိုတိုလည်းမိုရီရဲ့ခိုင်မာပြတ်သားတဲ့အရှိန်ဝါကြောင့်ဟိုဆိုပြီးလမ်းဖြတ်ပြီးနောက်ဆုတ်သွားရရှာပါတယ်မိုရီရဲ့ပြတ်သားတဲ့တွန်းဖယ်မှုကြောင့်နောက်ဆုတ်သွားရတဲ့မီယာမိုတိုဟာမျက်နှာပြတ်မပြတ်နဲ့ပဲဟေးဘာလို့ဒီလောက်တောင်အတီပေါက်ဖြစ်နေရတာလဲလို့ပြန်ပြောလိုက်ပါတယ်သူကမိုရီရဲ့ပုံစံကိုကြည့်ပြီးမင်းမတခုခုအကြောင်းပြချက်ရှိနေလို့လားဆိုပြီးထင်းငေါဆက်ဆူလာပြန်ပါတယ်မိုရီကတော့စကားတစ်ခုမှပြန်မပြောဘဲပုံမအေးဆက်ပြီးပြင်းထန်တဲ့အကြီးတွေနဲ့ပဲစိုက်ကြည့်နေတာကြောင့်မီယာမိုတိုလည်းအလျှော့ပေးတယ်လို့မျိုးနဲ့အေးပါတီးပြီးငါမင်းကိုနောက်ခါကြရင်မနောက်ရှက်တော့ဘူးဟုတ်ပြီလားလို့ပြောရင်းတန်စကားစီကိုပြန်လျှောက်သွားပြီးမိလိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့နှက်ခမ်းဖျားမှာတော့မကောင်းဆိုးဝါးအပြုံးတစ်ခုကဖြစ်ပြေးသွားပြီးအဲ့ဒီအစား
နောက်ခံအတန်ကျေပြောလာတဲ့ခေါင်းမိုးထပ်ပေါ်ကတင်းမာတဲ့လေထုမီယာမိုတိုဟာတန်စကာကိုမိရွက်ရင်းနဲ့မိုရီကိုတက်တက်စိုက်ကြည့်ပြီးစိန်ခေါ်မှုအသစ်တစ်ခုကိုပြစ်ပေါက်လိုက်ပါတော့တယ်တက်ပြဆန်ကလင်ငါခုနကလှုပ်ပြခဲ့တယ်လို့မျိုးဟိုအောက်ခြေကနေဒီခေါင်းမိုးပေါ်အထိအရောက်တက်ပြဆန်မင်းတက်နိုင်မလားဆိုတာငါကြည့်ချင်သေးတယ်ဒီစိန်ခေါ်မှုကိုကြားလိုက်ရတဲ့မိုရီရဲ့မျက်လုံးတွေဟာအံ့ဩမှုနဲ့အတူဝိုင်းဆက်သွားရပါတယ်ဒါပေမဲ့သူဟာချက်ချင်းပဲကြောက်ခိုင်းလက်ထွက်ဖို့ပြင်းရင်းမင်းပါကိုဆိုလိုတာလဲငါမသိဘူးလို့အေးဆက်ဆက်နဲ့ညင်းပယ်လိုက်ပါတယ်နောက်ခံအတန်ဖက်ခနဲဆိုတဲ့အတန်နဲ့အတူလန့်သွားတဲ့မြင်ကွင်းဒါပေမဲ့မိုရီကြောခိုင်းပြီးလှည့်ထွက်သွားတဲ့အချိန်မှာပဲမီယာမိုတိုဟာအကွက်ကြကြနဲ့သူ့လက်ထဲကအရာဝတ္ထုတစ်ခုကိုမိုရီရဲ့ကြောပြင်စီကိုလှမ်းပစ်ပေါက်လိုက်ပါတော့တယ်ဗျာကျွန်တော်တို့လေကြောတွေမရှိတော့ပဲမဲငက်ထဲကအတိုင်းပဲဆက်သွားကြမယ်ဗျာမီယာမိုတိုအပေါ်ထိအဆုံးထိအောင်တက်ပြစမ်းတာဆိုငါမင်းကိုဘယ်တော့မှထပ်မနှောက်ယှက်တော့ဘူးဟုတ်ပြီလားဆရာအိုနီရှီရင်းဒီကျွန်ုပ်တို့ကြားရှိစွမ်းအားနဲ့အလှတရားဤရှင်တန်နေစေအရာဝတ္ထုတစ်ခုဖြစ်ပါသည်ကဲအခုဒါကိုဘာသာပြန်ကြည့်ကြစို့ကျောင်းသားများဟင်းဘာဖြစ်လို့လဲသတင်းပေါက်အပြင်ဘက်မှာတခုခုရှိနေလို့လားဆရာအိုနီရှီဟိုဟေး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 မင်းအဲ့ဒီမှာဘာလုပ်နေတာလဲကျောင်းသားများဟင်းဘာလဲမဖြစ်နိုင်တာမိုရီကွန်မိုရီဆရာအိုနီရှီဘွန်နာယိုဟေးကောင်မင်းယူနေလားအခုချက်ချင်းရက်လိုက်စမ်းမင်းမှာဘာကြိုးမှလည်းကြည်မထားဘူးလေဒါကတော့မလွယ်ဘူးဆရာအိုနီရှီမင်းသိချင်လို့လားမီယာမိုတိုဒါမင်းလက်ချက်လားမီယာမိုတိုသွားပြီကျောင်းသားများဟေးကြည်စမ်းဟိုးမှာတယောက်တွေ့တက်နေတယ်ကျောင်းသားများတကယ်လားဟိုကောင်လေးဘာလုပ်နေတာလဲဟိုနေရာကနေပြုတ်ကျရင်သူသေးမှသေးချတယ်လို့ကြားတယ်ငါလည်းမသိဘူးမီယာမိုတိုဒါကနည်းနည်းဆိုးသွားပြီမဟုတ်လားပိတ်စမ်းငါထင်တာကသူနည်းနည်းလောက်တက်လိုက်ပြီးရင်ကြောက်ပြီးငိုယိုပြီးရက်သွားမယ်လို့ထင်ခဲ့တာမိုရီကိုမီယာမိုတိုအဲ့ဒီကောင်ရဲ့လက်တွေကအတော်လေးကိုအဆုံးစုံထိရောက်နေပြီအဲ့ဒီလိုအားကုန်သုံးနေရင်မင်းလက်တွေလုံးဝကုန်သွားလိမ့်မယ်ပိုက်လုံးနဲ့နေရန်ကြားမှာမင်းလက်ကိုညှက်ထည့်နိုင်မဲ့နီလန်းကိုရှာစမ်းဒီလိုမျိုးညှက်ထည့်လိုက်ဆရာကြီးအီရှီတာဟေးမင်းတို့အဲ့ဒီမှာဘာလုပ်နေတာလဲမြန်ဆင်းလာခဲ့စမ်းပါတောင်းပန်ပါတယ်မီယာမိုတိုအတုံးမကျတဲ့အီရှီတာမင်းနှာခေါင်းကိုမထည့်ပါနဲ့အောက်ကိုဆင်းတာကတက်တာထက်အများကြီးပိုခက်တယ်ဆိုတာမိုရီအောက်ကိုမိုရီစိတ်ထဲတွင်ဒါတကယ်ကိုကြီးမားလုံးတယ်ငါအပေါ်ကိုတက်တော့မယ်မီယာမိုတိုဟေးမြန်လုပ်ပြီးအဲ့ဒီကြိုးကိုငါ့ကိုပေးစမ်းဖူးခုချမ်းအေးမီယာမိုတိုဟေးမြန်လုပ်ပြီးအဲ့ဒီကြိုးကိုငါ့ကိုပေးစမ်းဖူးခုချမ်းအေးဆရာအိုနီရှီအိုးမဟုတ်ဘူးကျောင်းသားများမိုရီဝါမီယာမိုတိုဖူးခုချမ်းတော်တော်ကောင်းတာပဲသူ့ခန္ဓာကိုယ်၄ချိန်ကိုထိမ့်ဖို့ခြေထောက်တွေကိုအသုံးပြုထားတာသူ့လက်တွေကိုဝင်ပြီးမသွားစေပဲသူလုံနိုင်ခဲ့တယ်ဆရာအိုနီရှီသူ့ရဲ့ပြောပြောင်းမှုကအစမီယာမိုတိုဝါရက်လိုက်စမ်းဒီအယူကောင်ဖူးခုချမ်းဝါရက်လိုက်စမ်းဒီအယူကောင်ဒါလုံးဝမဖြစ်နိုင်ဘူးမင်းလှမ်းမိမှာမဟုတ်ဘူးမီယာမိုတိုအဆင်ပြေတဲ့အဲ့ဒီနေရာမှာပဲနေခဲ့ငါအပေါ်ကိုအခုသွားပြီးမင်းကိုကြိုးပစ်ပေးမယ်မိုရီကိုဝေးနေစမ်းစိတ်ရှုပ်ဖို့ကောင်းလိုက်တာမိုရီမင်းတို့တကယ်စိတ်ရှုပ်ဖို့ကောင်းလိုက်တာစိတ်ရှုပ်စရာတွေဆရာအိုနီရှီနဲ့ကျောင်းသားများသူခုံလိုက်ပြီမိုရီငါဘာသာပဲဖြစ်စေရမယ်ကျောင်းသားများသူအောင်မြင်သွားပြီဖူးကူချမ်းသူခုံချဖို့ဆုံးဖြတ်လိုက်တာမီယာမိုတိုဒါတိုက်ဆိုင်မှုပဲဟုတ်တယ်မလားဆရာအိုနီရှီတောက်ခုတ်ဟီယိုဟော့မရဘူးမင်းအဲ့ဒါကိုပိုရှိကိုရွှေ့ရမယ်မိုရီမီယာမိုတိုမက်ဒလင်းမက်ဒလင်းမီယာမိုတိုမက်ဒလင်းမက်ဒလင်းကျောင်းသားများအံ့ဩဖို့ကောင်းလိုက်တာသူတကယ်ပဲတက်နိုင်သွားတယ်မီယာမိုတိုမင်းငါကိုစနေတာမလားငါတော့အဲ့ဒီလမ်းကြောင်းကိုတခါမှမသုံးဘူးတော်တော်လေးဆိုးသွားပြီမိုရီအသက်ရှူတန်ပြင်းဖြစ်လဲလျောင်းနေသည်ဟာဆရာအိုနီရှီမတ်တက်ရဆန်းမိုရီဘာဆရာဘာလို့ဆရာအိုနီရှီကမိုရီအားရုတ်တရက်အားပြင်းဖြစ်ရိုက်လိုက်ပြီးဆရာအိုနီရှီမင်းခုနကဘာလုပ်ခဲ့လဲဆိုတာသိရလားခြေလန်းတလန်းမာတာနဲ့မင်းသိသွားနိုင်တယ်ဆရာအိုနီရှီကမိုရီအားအတိတ်ပဲပါတော့အကြည့်ဖြင့်ကြည့်လိုက်သည်ကောင်းလားမိုရီသည်ဆရာ၏စကားကြောင့်အံ့အားသင့်သွားပြီးတိတ်ဆိတ်သွားသည်မိုရီဆရာအိုနီရှီ၏စကားကိုနားထောင်ရင်းတိတ်ဆိတ်စွာပဲ
ဆရာအိုနီရှီကအဝေးတွင်ရှိသောတောင်ကြီးကိုလက်ညှိုးထိုးပြကာဟိုနေရာမှာဆိုရင်မင်းကောင်းကင်နဲ့ပို့ပြီးနီးကပ်နိုင်လိမ့်မယ်ဟုပြောလိုက်သည်မိုရီဟာဆရာလက်ညှိုးထိုးပြတဲ့တောင်ကြီးဘက်ကိုလည်းကြည့်လိုက်ပါတယ်ဒီမှာပဲမန်ငယ်ရဲ့ chapter တစ်ဟာအဆုံးသတ်သွားပါတယ်